ယောက်နဲ့စတင်ခဲ့တဲ့အဖွဲတစ်ခုဒီနေ့မှာတော့ဒေတာတစ်ခုလုံးရဲ့အနာဂတ်ကိုဦးဆောင်နေတဲ့အဖွဲအစည်းတစ်ခုဖြစ်တယ်လို့မြန်မာနိုင်ငံရဲ့တိုင်းရင်းသားလက်နက်ကင်အင်အားအကြီးဆုံးတစ်ခုဖြစ်လာခဲ့ပါတော့တယ်ဒါကတော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပဲဖြစ်ပါတယ်သူဟာအာရခတပ်တော်ရဲ့စစ်ဦးစီးချုပ်ဖြစ်ပြီး2009ခုနှစ်ကစပြီးဒီအဖွဲ့ကိုဦးဆောင်လာခဲ့တာပါအခုချိန်မှာတော့အာရခတပ်တော်ဟာမြန်မာနိုင်ငံထဲမှာအရေးပါတဲ့အင်အားအကြီးဆုံးလက်နက်ကင်အဖွဲ့အစည်းတစ်ခုဖြစ်ရုံသာမကအာရခနိုင်ငံတော်ရဲ့အနာဂတ်ကိုအဆုံးအဖြတ်ပေးနိုင်တဲ့အင်အားအကြီးဆုံးအဖွဲ့အစည်းတစ်ခုလည်းဖြစ်နေပါတော့တယ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို1988ခုနှစ်ရခိုင်ပြည်နယ်စစ်တွေးမြို့မှာမွေးဖွားခဲ့ပါတယ်သူဟာစစ်တွေတက္ကသိုလ်မှာဥပဒေဘာသာရပ်ကိုသင်ယူခဲ့ပြီးဖွေးရပြီးနောက်မှာအင်္ဂလိပ်စာဆရာခရီးသွားလမ်းညွှန်အဖြစ်နဲ့လဲပုံမှန်ဘဝတစ်ခုကိုဖျက်ဆီးခဲ့ပါသေးတယ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာအတန်းပညာထူးချွန်ရုံသာမကပေါင်းသင်းဆက်ဆံရေးတွင်လည်းလိမ္မာပါးနပ်ပြီးအလွန်ဆက်ဆံရေးကောင်းမွန်သူဖြစ်ကြောင်းကိုကျမတို့လေ့လာသိရှိရပါတယ်။အဲ့ဒီနောက်ပိုင်း2009ခုနှစ်မှာလူ26ယောက်နဲ့အတူအာရခတပ်တော်ကိုစတင်တည်ထောင်ခဲ့ပါတယ်။အစပိုင်းမှာတော့အခက်အခဲများစွာလက်နက်မရှိအထောက်အပံ့မရှိတဲ့အခြေအနေတွေကိုရင်ဆိုင်ခဲ့ရပါတယ်။ဒါပေမဲ့သူ့ရဲ့မျိုးချစ်စိတ်ဓာတ်နဲ့ရည်မှန်းချက်ကြောင့်ပဲရခိုင်တပ်တော်ဟာတဖြည်းဖြည်းအင်အားကြီးမားလာခဲ့ပါတော့တယ်။ဒီနေရာမှာဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့အတူအဓိကဦးဆောင်ခဲ့ကြတဲ့ထောက်တာညှိထွန်အောင်ဗိုလ်မှူးကြီးကျော်ဟန်တို့အပြင်တခြားသောရခိုင်ခေါင်းဆောင်ကြီးများကြောင့်ဆိုတာကိုလည်းထည့်သွင်းပြောကြားလိုပါတယ်။အခုဆိုရင်ရခိုင်ပြည်နယ်အတွင်းရှိမြို့နယ်14ခုကိုအာရကတပ်တော်အနေနဲ့ထိန်းချုပ်ထားပြီးတော့ကိုပိုင်အုပ်ချုပ်ရေးတရားစီရင်ရေးစတဲ့ကိစ္စတွေကိုလည်းစီမံအုပ်ချုပ်မှုရရှိနေပြီပဲဖြစ်ပါတယ်။ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ထင်ရှားတဲ့အချက်တွေထဲကတော့ရခိုင်ပြည်သူတို့ရဲ့ဘဝကိုတိုးတက်မြင့်မားလိုခြင်းမျိုးချစ်စိတ်ပြင်းထန်ခြင်းရဲရင်ပြတ်သားခြင်းခေါင်းဆောင်မှုနဲ့အဖွဲ့တည်ဆောက်နိုင်မှုအခက်အခဲများကိုမလျှော့ဘဲရင်ဆိုင်နိုင်ခြင်းအုပ်ချုပ်မှုနဲ့စီမံခန့်ခွဲနိုင်မှုတို့အပြင်တန်တမန်ရေးရာကိစ္စတွင်လည်းတစ်ဖက်ကန်ထူးချွန်သူတစ်ယောက်ဖြစ်တယ်ဆိုတာကိုလေ့လာသိရှိရပါတယ်။သူဤပြောစကားများလုံရများနဲ့ရလက်တို့ကိုတည်ရှိထားပြီးဖြစ်တဲ့မြန်မာနိုင်ငံသားများအားလုံးဒီလေရခိုင်လူမျိုးများနဲ့တက်ထူဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုတေးသေးလို့ချစ်ခင်ကြသလိုတော်လှန်ရေးအင်အားစုများသည်လည်းလေးစားအားကြကြရသည်မှာငြင်းမရသည့်အချက်ဖြစ်ပါတယ်။ဒီလိုတွေမဖြစ်လာခင်မှာသူ့ဘဝမှာလည်းစိန်ခေါ်မှုများစွာရှိခဲ့ပါတယ်။မိသားစုဝင်တွေဖမ်းဆီးခံခဲ့ရတာတွေနိုင်ငံရေးဖိအားတွေအာရခတပ်တော်တိဆောက်ခဲ့ရတွင်လည်းပေးဆက်အနစ်နာခံခဲ့ရတာတွေလည်းရှိစမြဲပဲဖြစ်ပါတယ်။ဒီအရာတွေကိုရင်ဆိုင်ရင်အခုချိန်မှာဆိုရင်သူရည်မှန်းထားတဲ့ရခိတာလန်းစဉ်ရခိုင်တို့ရဲ့အိမ်မက်ကိုအကောင့်အထည်ဖော်ယုံတာမကအလုံးစုံပြီးမြောက်ဖို့ထိအလွန်ပင်နီးကပ်နေပြီပဲဖြစ်တယ်ဆိုတာကိုအားလုံးသိရှိထားကြပြီးပါတယ်။